မိဘတိုင်းနီးပါးကြုံတွေ့ရတဲ့ပြဿနာတစ်ခုကတော့ toddlers အရွယ်ကလေးငယ်လေးတွေကပြောစကားနားမထောင်တာပါပဲအဲ့ဒီအချိန်မှာမိဘတွေအနေနဲ့စိတ်ဆိုးဒေါသထွက်တာအော်ငေါက်တာရိုက်တာမျိုးတွေရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့ဒီလိုစကားနားမထောင်တာမျိုးတွေဖြစ်နေတာကပုံမှန်ဖြစ်ပြီးတော့ကလေးရဲ့ဖွံ့ဖြိုးမှုအဆင့်နဲ့သက်ဆိုင်ပါတယ်ကလေးတွေကမိဘတွေရဲ့စကားကိုနားမထောင်တိုင်းလိုက်မလုပ်တိုင်းသူတို့ကဖေဖေမေမေတို့ကိုစန့်ကျင်နေတာမဟုတ်ပါဘူးသူတို့ရဲ့ဖွံ့ဖြိုးမှုအဆင့်ကြောင့်ဖြစ်နိုင်တာကိုနားလည်ပြီးဖို့အရေးကြီးပါတယ်ရှင်ဒါဆိုကလေးငယ်လေးတွေကဘာကြောင့်စကားနားမထောင်တာလဲဆိုတဲ့အကြောင်းရင်းလေးတွေကိုသိဖို့လိုပါတယ်ပထမအချက်ကအုံနောက်ဖွံ့ဖြိုးမှုမပြည့်စုံသေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ် toddler အရွယ်တစ်နှစ်ကနေ3နှစ်ကလေးတွေရဲ့အုံနောက်ကစင်ကျင်တုံတရားနဲ့ထိန်းချုပ်မှုစွမ်းရည် self control မဖွံ့ဖြိုးသေးပါဘူးသူတို့ကလှုပ်ချင်တာကိုချက်ချင်းလှုပ်ဆောင်တတ်ပြီးတော့စီးမြင်စည်းကမ်းတွေကိုလည်းနားလည်ဖို့ခက်ခဲပါတယ်ဒုတိယအချက်ကစိတ်လှုပ်ရှားမှုကိုမထိန်းနိုင်သေးလို့ပဲဖြစ်ပါတယ်ဒီအရွယ်မှာကလေးတွေကစိတ်ခံစားမှုကိုထိန်းချုပ်ဖို့မတတ်နိုင်သေးပါဘူးဒါကြောင့်သူတို့ဟာစိတ်ဆိုးတာငိုတာအော်တာတွေလုပ်တတ်ပါတယ်တတိယအချက်ကတော့သူတို့လေးတွေရဲ့အာယုံစူးစိုက်မှုကာလတူတောင်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ် toddlers တွေရဲ့အာယုံစူးစိုက်နိုင်စွမ်းကအလွန်တူတောင်းပါတယ်သူတို့ကတခုခုကိုခဏပဲအာယုံစိုက်နိုင်ပြီးတော့အလွယ်တကူပြောင်းသွားတတ်ပါတယ်စတုထအချက်ကစူးစမ်းလိုစိတ်များတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒီအရွယ်မှာကလေးတွေကပတ်ဝန်းကျင်ကိုစူးစမ်းဖို့အလွန်စိတ်အားထက်သန်ပါတယ်ဒါကြောင့်မိဘတွေကမလုံနဲ့မထိနဲ့မကင်နဲ့လို့ပြောလို့ရှိရင်ပို့ပြီးတော့မှလှုပ်ချင်စိတ်ဖြစ်ပေါ်တတ်ပါတယ်နောက်ဆုံးအချက်ကတော့စကားပြောနိုင်စွမ်းမပြည့်စုံသေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အသက်2နှစ်3နှစ်အရွယ်ကလေးလေးတွေအများစုကစကားကိုကောက်ကောက်မပြောတတ်သေးတာကြောင့်သူတို့ရဲ့ခံစားချက်တွေကိုဖော်ပြဖို့ခက်ခဲပါတယ်ဒါကြောင့်သူတို့ကသူတို့ဖြစ်ချင်တာရချင်တာလိုချင်တာကိုငိုပြီးတော့အော်ပြီးတော့ရိုက်ပြီးတော့ဖော်ပြတတ်ပါတယ်ဒါတွေကဘာကြောင့်ပုံမှန်ဖြစ်ရတာလဲဆိုရင်ဒီအရွယ်မှာကလေးတွေကလောကကြီးကိုစတင်လေ့လာနေစေဖြစ်ပြီးတော့သူတို့ရဲ့အုံနှောက်လေးတွေနဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုလေးတွေကမပြည့်စုံသေးပါဘူးသူတို့ကစီးမြင်စည်းကမ်းတွေကိုနားမလည်သေးဘဲနဲ့လုပ်ပါမလုပ်ပါနဲ့ဆိုတဲ့အမိန့်တွေကိုနားမလည်နိုင်သေးပါဘူးဒါကတော့သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီးတော့အသက်ကြီးလာတာနဲ့အမျှပိုပြီးတော့မှနားလည်လာမှာပါဒါဆိုရင်ဘလို့ကင်တွယ်ရမလဲဆိုတော့သီးခံမှာကလေးတွေကသူတို့ရဲ့ဖွံ့ဖြိုးဆဲအဆင့်မှာရှိနေတာမို့လို့ဒါကိုနားလည်ပေးပါကလေးကိုအချိန်ချင်းသတိပေးဖို့လိုကောင်းလိုပါလိမ့်မယ်ရိုးရှင်းတဲ့ညွှန်ကြားချက်တွေပေးပါဒီကစားစရာကိုမဖြစ်နဲ့ဆိုတာထက်ဒီကစားစရာကိုဒီမှာထားပါလို့ပြောပေးပါအပြုသဘောဆောင်တဲ့အားပေးမှုတွေလုပ်ပါကလေးကကောင်းကောင်းနားထောင်တဲ့အခါချီးကျူးပေးပါစီးမြင်စည်းကမ်းတွေကိုအလွယ်တကူနားလည်အောင်ရှင်းပြပေးပါဒီလိုလုပ်ရင်ဘာဖြစ်မလဲဆိုတာမျိုးကိုရှင်းပြပေးပါဥပမာမီးကိုမကင်နဲ့လို့ပဲပြောတာထက်မီးကိုကင်ရင်ပူတဲ့အနာဖြစ်မယ်ဆိုတာကိုပြောပြပေးပါဖေဖေမေမေတို့ရဲ့ကလေးငယ်လေးတွေမနာခံတာကပုံမှန်ဖြစ်ပြီးတော့ဖွံ့ဖြိုးမှုဖြစ်စဉ်ရဲ့တစ်စိတ်တစ်ပိုင်းပါစိတ်ရှည်ပြီးအပြုသဘောဆောင်တဲ့နီလန်းလေးတွေနဲ့လမ်းညွှန်ပေးပါလို့တိုက်တွန်းလိုက်ပါတယ်ရှင်